လေရင်ပေါ်ကခြောက်ခြားဖွယ်ရာညအိမ်မက်ဆိုးတေဆုံးသွားခဲ့တာကြာပြီဖြစ်တဲ့လေရင်မဲဟာလေရင်ကြီးကိုစောင့်ကြည့်နေသေးပါပဲအရာအလုံးဟာလေရင်မဲတယောက်လေရင်ခန်းထဲကိုလှမ်းဝင်ကျမ်းပြင်ပေါ်မှာသွေးကွက်တွေအလိုလိုပေါ်လာရာကနေစတင်ခဲ့တာဖြစ်ပါတယ်သူမရဲ့နောက်ကမိန်းကလေးနဲ့ဖုန်းကြီးတို့ဟာလည်းဒီမြင်ကွင်းကိုကြည့်ပြီးကြောက်လန့်တကြားနဲ့ဘာမှမပြောနိုင်ဖြစ်သွားခဲ့ရပါတယ်တစ်ချိန်တည်းမှာပဲအိမ်သားထဲမှာမျက်နှာတစ်နေတဲ့အမျိုးသားတယောက်ဟာနောက်ကနေရုတ်တရက်ထွက်လာတဲ့သွေးအလိမ့်လိမ့်နဲ့လက်တွေရဲ့ကုတ်ချစ်ခြင်းကိုခံလိုက်ရပါတယ်ဒါပေမဲ့အဆိုးရွားဆုံးခြောက်လန့်မှုကတော့လေရင်ခန်းမထဲမှာဖြစ်ပွားခဲ့တာပါခရီးသည်တယောက်ဟာမျက်လုံးတွေစိုက်ကြည့်ရင်ထိုင်ကုန်ကနေထလာပြီးသူ့မျက်နှာကသွေးကြောတွေထောင်တက်လာကခေါင်းကြီးတစ်ခုလုံး360ဒီဂရီလဲထွက်သွားခဲ့ပါတယ်။လေရင်မှုတန်းတွေကြောက်လန့်တကြားနဲ့တွားရောက်စစ်ဆေးချိန်မှာတော့ထိုကလုံးနဲ့လူဟာဘာမှမဖြစ်ခဲ့သလိုမျိုးသူ့ထိုင်ကုန်မှာပဲအေးအေးဆေးဆေးပြန်ထိုင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာလေရင်ကုန်တင်ခန်းထဲမှာပိတ်မိနေတဲ့ Jack ဆိုသူဟာသူ့ရှေ့မှာအောက်လန်းတရေတစ်စီပေါင်းများစွာပေါ်လာတာကိုမြင်တွေ့ခဲ့ရပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲလေရင်လက်ထောက်မှုကတခုခုမှားယွင်းနေတာကိုသတိပြုမိပြီး Jack ကိုတွားရောက်ကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လေရင်လက်ထောက်မှုကုန်တင်ခန်းကိုတစ်ခေါက်ပြန်သွားမှာတော့အသစ်ဆက်ဆက်ကုန်တင်ခန်းကြီးဟာတန်ချေးတွေတက်ပြီးဟောင်းနှွမ်းပျက်စီးနေတာကိုတွေ့လိုက်ရပါတယ်။စိတ်မကောင်းစရာကတော့သူဟာ Jack လိုကံမကောင်းခဲ့ပါဘူး။သူ့မျက်စိရှိမှာတင်အောက်လန်းတရေတစ်စီပေါင်းများစွာရုတ်တရက်ပေါ်လာပြီးခြောက်လန့်ခြင်းကိုခံလိုက်ရပါတော့တယ်။